အစာပိုင်းမှာတော့အိန္ဒိယစစ်တပ်ကတောက်ဖက်တစ်ခုဟာအလွန်လျှို့ဝှက်ဆန်းပြပြီးအန်ဒီရဲ့ကြီးတဲ့လက်နက်တစ်ခုကိုဝေးလံခေါင်တီတဲ့အခြေဆိုင်စခန်းတစ်ခုစီတည်ဆောင်လာခဲ့ကြပါတယ်။အကြောင်းရင်းကတော့ရှင်းရှင်းလေးပါဒီလက်နက်သားလူစိုးရဲ့လက်ထဲရောက်သွားရင်တနိုင်ငံလုံးအတိုင်းအတာနဲ့ကပ်ဘေးဆိုင်သွားနိုင်လို့ပါပဲ။ဒါပေမဲ့ရင်နှန်းဟာစခန်းကိုရောက်မသွားခဲ့ပါဘူး။စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုရုတ်တရက်ရောက်လာပြီးစစ်တပ်ရင်နှန်းကိုရော့ကက်တွေနဲ့စတင်ပစ်ခတ်ပါတော့တယ်။တောက်ဖွဲ့မှုကတူလူတွေကိုစူးစီးပြီးအတက်ဝင်းကြီးနောက်ဆုံးတစ်ချက်ကျန်တဲ့အထိဒီလက်နက်ကိုကာဝယ်ကြဖို့ပြောပေမဲ့ရန်သူအင်အားကအစမတန်များလို့နာကြောင့်ဒါဟာမဖြစ်နိုင်တော့ပါပဲတိုက်ခိုက်တဲ့လူတွေမှာဒုံးကြီးတွေတန်ကြက်ကတင်ကားတွေနဲ့တိုက်လေရင်တွေပါဝင်ပါတယ်ဒီလောက်ပြင်းထန်တဲ့လက်နက်အင်အားကိုတော့ဒီစစ်တပ်အဖွဲ့ငယ်လေးဘလို့မှမရှင်နိုင်ခဲ့ပါဘူးအဲဒီနောက်မကိုစစ်တီတော်ဝတ်စုံလိုမျိုးဝတ်ဆင်ထားတဲ့လက်ဖောစွတ်ထားသူတယောက်ဟာလေရင်မောဆင်းလာပြီးတောက်ဖွဲ့မှုကိုဒဲစကားပြောပါတယ်သူတို့ကြားစစ်ပွဲဟာအခုတရားဝင်စတင်ပြီလို့သူကပြောလိုက်ပါတယ်သူဟာအဲဒီလက်နက်ကိုကြောက်စရာကောင်းလောက်အောင်လွယ်ကူကူပဲလူယူသွားပြီးခြေရာဖြောက်ပျောက်ကွယ်သွားခဲ့ပါတယ်ပြီးတော့တရုတ်နိုင်ငံဘက်ကိုဇလန်ကူသွားပါတယ်လျှို့ဝှက်အေဂျင့်မီရှာဟာအဲဒီလက်နက်နဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တဲ့မြကိုဒင်းပေးမဲ့ချမ်းဆိုတဲ့ထောက်လိုင်းတတိပေးနဲ့တွေ့ဆုံနေပါတယ်ချမ်းကမီချာကိုပြောပြပါတော့ဒီကိစ္စကိုလှုပ်ဆောင်ခဲ့တဲ့သူဟာဘလို့လူတီများရဲ့အဖွဲ့အစည်းကိုမှကိုစားမပြုပဲတယောက်တည်းလှုပ်ရှားနေတာဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီလူဟာလက်နက်အကြောင်းကိုအသေးစိတ်ထိတည်နေတာကိုကြည့်ရင်သူတို့နဲ့သူအရင်ကလှုပ်ခဲ့ဘူးဖြစ်နိုင်ပါတယ်အတိတ်ကယုံကြည်ခဲ့ရတဲ့မျက်နှာတစ်ခုဟာအခုတော့ရန်သူဖြစ်လာခဲ့ပါပြီချမ်းကအသေးစိတ်ဆက်မပြောနိုင်ခင်မှာပဲတူကောက်တဲ့ကိုတနက်မှန်ပြီးတေဆုံးသွားပါတယ်မီရှာဟာတနက်သမားနောက်ကိုချက်ချင်းလိုက်ပါတော့တယ်ဒီမှာဟာတနက်သမားရဲ့ကြောပြင်ကိုပြစ်ခတ်နိုင်လောက်တဲ့အထိနီးကပ်သွားခဲ့ပေမဲ့ဒါဟာသူ့ကိုနေခွင့်မသွားစေပါဘူးသူကနောက်ကိုလက်လန်းပြီးကြီးစံကိုဆွဲထုတ်ကလွတ်ချလိုက်ပါတယ်သူတို့တိုက်ခိုက်ကြရင်းနဲ့မီရှာဟာတူလေပင်ကိုအတက်အန်ဒီရဲ့စိုးရင်ရလောက်တဲ့ချွတ်ထဲတဲ့အရာတစ်ခုနဲ့ထိုးဆိုင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဒဏ်ရာဟာစက္ကန့်ပိုင်းအတွင်းမှာပဲပြန်ပိတ်သွားပါတယ်သူကတူမကိုလွင့်ပစ်လိုက်ပြီးဓမြောင်ကိုစုပ်ပစ်ကပျောက်ကွယ်သွားလိုက်ပြန်ပါတယ်နောက်တစ်နေ့ကာဝေးဝန်ကြီးဌာနမှာတော့ဝန်ကြီးကဖြစ်ပျက်ခဲ့တဲ့မြကိုအပြည့်အစုံရှင်းလင်းတင်ပြဖို့တောင်းဆိုပါတယ်။ General Azad ကတိုက်ခိုက်မှုအပြီးမျက်နှာဖုံးစွပ်ထားသူပေးပို့လာတဲ့ဗီဒီယိုဖိုင်တစ်ခုကိုဖွင့်ပြပါတယ်။အဲဒီဗီဒီယိုထဲမှာမတရားအလုပ်ခံထားရတဲ့သူတယောက်ရဲ့လေတံမျိုးနဲ့ပြပြထားတာပါ။သူတို့ကသူ့ကိုလေ့ကျင့်ပေးခဲ့ပြီးမှတစ္ဆာဖောက်ခဲ့တာကြောင့်သူရတင်ရထိုက်တာတွေကိုပြန်ယူဖို့ရောက်လာတာလို့သူကပြောပါတယ်။သူဟာလက်နက်ရဲ့ဆွမ်းဆောင်ရည်တွေကိုအသေးစိတ်သိရှိထားပြီးဂျပန်အတွင်းမှာပဲအိန္ဒိယနိုင်ငံကိုမြေပုံပေါ်ကနေလုံးဝဖျောက်ဖျက်ပစ်ဖို့လိုအပ်တာမှန်တယ်များသူ့မှာအစင်းရှိနေပြီလို့ပြောလိုက်ပါတယ်ပြီးတော့သူ့ကိုတားဆီးဖို့အတွက်အခွင့်အရေးတစ်ချိန်ပဲပေးမှဖြစ်ကြောင်းပြောတာကြောင့်ဝန်ကြီးတယောက်တုံလုံးခြောက်ချတော့ပါတော့တယ်အဲဒီနောက်မီရှာရောက်လာပြီးချမ်းတေဆုံးသွားပြီဖြစ်ကြောင်းနဲ့သူမတေဆုံးခင်မှာဒီယန်သူဟာသူတို့အတွင်းထဲရလူဖြစ်တယ်ဆိုတာကိုအတေချာပြောသွားခဲ့တယ်လို့တင်ပြပါတယ်အဲဒီလူဟာလက်နက်ကဘာလဲဘယ်လိုလုပ်လို့လဲဆိုတာကိုအတိအကျသိနေတဲ့သူပါ General Azad ဟာအဲ့မျက်နှာဖုံးဆွတ်ထားသူကိုလိုက်လံရှာဖွေဖို့နဲ့လက်နက်ကိုပြန်လည်သိမ်းဆည်းဖို့တာဝန်ပေးခြင်းခံရပါတယ်Azad ဟာသူရုံးခန်းကိုပြန်သွားပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာစတင်စဉ်းစားပါတော့တယ်မီရှာကသူ့အနောက်မှာဝင်ထိုင်ပြီးနောက်ထပ်အသေးစိတ်တစ်ချက်ကိုပြောပြပါတယ်ချမ်းကိုတက်သွားတဲ့လူဟာလည်းမျက်နှာဖုံးဆွတ်ထားလို့ဖြစ်ပြီးသူမကသူ့ကိုပြစ်ခတ်လိုက်ချိန်မှာသူကဒဏ်ရာပေါ်လက်တင်လိုက်ရုံနဲ့စက္ကန့်ပိုင်းတွင်ပြန်ကောင်းသွားရဆိုတာပါပဲအာဇတ်ဟာအဲ့ဒီအချက်ကိုအလေးနဲ့တွေးတော့နေတဲ့ပုံစံနဲ့မှတ်သားလိုက်ပြီးဒီကိစ္စကိုလောလောဆယ်ဆက်မတွေးဖို့မီရှာကိုပြောပါတယ်ဒီကိစ္စကိုဘယ်သူတွေကင်တွေဖြေရှင်းမလဲဆိုတာသူတည်ပြီးသားပါသူတို့ကတော့တုတ်တက်ရင်မှာအတောင်တင်းဆုံးဖြစ်ခဲ့ဘူးတဲ့အရာရှိနှစ်ယောက်ဖြစ်တဲ့ Freddy နဲ့ Rocky တို့ပဲဖြစ်ပါတယ်Freddy နဲ့ Rocky တို့ဟာဘယ်လိုလူမျိုးလဲဆိုတာသိနိုင်မှုအတွက်လွန်ခဲ့တဲ့၈နှစ်စီကိုပြန်ခေါ်သွားခဲ့ပါတယ်အာဇတ်ဟာသူတို့နှစ်ယောက်တည်းပဲတွားရမယ့်မစ်ရှင်တစ်ခုအတွက်ခေါ်ယူခဲ့တာပါဘလို့အကူညီနဲ့နောက်ထပ်စစ်ကူမှမပါဝင်ပါဘူးဂျမားဆိုလူနဲ့ပတ်သက်နေတဲ့အဖွဲ့တစ်ခုဟာအာဖဂန်နစ္စတန်မှာရောက်ရှိနေတဲ့အိန္ဒိယတန်မကြီးနဲ့သူမိသားစုကိုပြန်ပြီးဆွဲသွားခဲ့လို့ပါပဲဂျမားကိုယ်တိုင်ကတော့ထောက်လိုင်းရဲ့လက်ချက်နဲ့တည်ဆုံးသွားခဲ့ပြီးတူတားဖြစ်သူရှာယာကအဲ့ဒီအတွက်ကစားချေဖို့ဒီအဖွဲ့အစည်းကိုဦးဆောင်လာခဲ့တာဖြစ်ပါတယ်သူတို့ရဲ့ mission ကတော့အတွင်းထဲကိုဝင်တော့မယ်တန်မကြီးနဲ့မိသားစုကိုကယ်ထုတ်မယ်ပြီးရင်ဘလို့ဒီပေးချက်မှအစာပြိုးခြင်းမရှိစေပဲနေဆက်ကိုဖျက်ပြီးပြန်လာရမှာပါသူတို့ကိုမြင်းတွေပေးထားပြီးလေရင်နဲ့နေဆက်အနီးမှာချပေးခဲ့ပါတယ်သူတို့ဟာမြေပြင်အနေထားတိုင်းဖြတ်တန်းသွားလာရင်တန်မကြီးကိုဖန်ဆီးထားတဲ့ဝင်းအတွင်းကိုရောက်ရှိသွားခဲ့ပါတယ်အတွင်းထဲကိုစိတ်ဝင်ထိုးပေါက်တာကတော့တိတ်ဆိတ်ပြီးစနစ်တကျရှိလာပါတယ်ရော့ကီကမြားကိုထုတ်ပြီးကင်းဆောက်တဲ့တွေကိုတိတ်တိတ်ဆိတ်တယောက်ပြီးတယောက်ရှင်းလင်းပါတယ်ဖရက်ဒီကတော့ဓမြောင်နဲ့ရှင်းလင်းနေရင်ရလက်ကထွက်တာနေလို့ခံစားရတာကြောင့်အတန်တိတ်ပစ္စတိုကိုပြောင်းလို့မှာတော့တယ်
လန်တက်ရှောက်ရွေလျားတွားချင်းသူတို့ဟာထွက်ပေါက်အတွက်အာမခံချက်အနေနဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုဟိုတစဒီတစထောင်ထားကြပါတယ်အဆောက်အုံတွင်းမှာကင်းဆောင်တွေအများကြီးရှိနေပေမဲ့သူတို့နှစ်ယောက်လုံးအတွက်ကတော့ဘာမှအရေးမပါတဲ့ပြည်ထနာတွေပါအာဇက်ထွေးထားတာကွက်တိပါပဲဒီနှစ်ယောက်ဟာအဖွဲတစ်ဖွဲမလိုပါဘူးသူတို့ဟာဘယ်နှစ်ယောက်ရှင်းလင်းနိုင်ခဲ့ပြီလဲဆိုပြီးကြောင်နဲ့ကြောက်ပြန်ဆန်နေကြတာပါဖရယ်ဒီကတော်လဲတော်လို့လဲလွန်းတာကြောင့်အမတ်အပူတာရခဲ့ပါတယ်ရော့ကီကတော့အမတ်မီအောင်လိုက်ရမယ်လို့အကြီးကျယ်ချိန်သွားပါတော့တယ်သူတို့ဟာအခန်းထဲကိုရောက်သွားပြီးတစားကန်တွေကိုဘယ်လိုရွှေ့ပြောင်းမလဲဆိုတာအကဲဖြတ်နေတော့ဂျမားရဲ့ကင်းဆောင်တယောက်ကသူတို့ကိုမြင်သွားပြီးဝင်တိုက်ဖို့လုပ်တဲ့အချိန်မှာပဲရော့ကီကကင်းဆောင်တယောက်ကိုဘရင်းဘောက်ကနေအောက်ကိုကန်ချလိုက်ပါတယ်အောက်ကလူတွေဒါကိုမြင်သွားကြပါတယ်ချက်ချင်းဆိုလို့တနက်တန်လေးဆူညံသွားပါတယ်အပြင်ဘက်ကနေအဆောက်အုံတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပေမဲ့တစားကန်တွေကတော့စတင်ရွေ့ရှားနေပါပြီအခန်းထဲကနေထွက်အဆောက်အုံဖြတ်ပြီးကြီးစံမိုးတွေတွေကိုတိုးဝင်နေကြပါတယ်ကြိုတင်ထောင်ထားခဲ့တဲ့ဖောက်ခွဲပစ္စည်းတွေကြောင့်သူတို့စီဥတီလာတဲ့အန်ဒီရဲ့တော်တော်များများကိုဟန်သားနိုင်ခဲ့ပြီးတာမန်ချင်းမိသားစုဟာကွင်းမြင့်ကျဲတွေကိုလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ဟာဂျမားကိုမြင်တွေ့လိုက်ရပါတော့တယ်ဂျမားဟာတေဆုံးသွားပြီလို့အလုံးကထင်ထားခဲ့ကြတာပါတကယ်တော့သူဟာတစ်ချိန်လုံးတက်ရှင်နေခဲ့ပြီးရန်သူတွေရဲ့အာယုံကိုလွဲဖို့အတွက်တူတားဖို့ပဲအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်အပေါ်ရန်လုံးထားခဲ့တာဖြစ်ပါတယ်အဲဒီအချိန်မှာအာဇက်ရဲ့အတန်ဟာ live video တွေကနေထွက်ပေါ်လာခဲ့ပါတယ်မရှင်ကတမ်မကြီးကိုကယ်ဖို့ပဲလုပ်ဖို့ပဲအာယုံဆိုင်ပါလို့အမိန့်ပေးပါတယ်ဒါပေမဲ့တမ်မကြီးရဲ့တမီးဖြစ်သူကသူတို့ကိုပြန်သွားခဲ့ဖို့တောင်းပန်တာကြောင့်သူတို့နောက်ပြန်လဲလာခဲ့ကြပါတယ်ဂျမားကတော့ဘာမှစိုးရိမ်ပူပန်တဲ့ရေးအောင်မရှိပဲသူတို့ပြန်လာတာကိုထိုင်ကြည့်နေပါတယ်သူဟာအရင်ကလည်းအဖမ်းခံခဲ့ဘူးပြီးပြန်လွတ်မြောက်အောင်လုပ်ပေးနိုင်မဲ့သူပါဖရက်ဒီကသူ့ကိုကြည့်ပြီးဖမ်းလိုက်ပြန်လွတ်သွားလိုက်ဖြစ်နေမဲ့အလဲပြောင်းတွေကိုတွက်ချက်ကအဆုံးတက်ကိုပဲတိုင်းအောင်တော့ဆွဲဖက်လိုက်ပါတော့တယ်တနက်တစ်ချက်ဟဲနေတင်အားလုံးပြီးပြတ်တော့ခဲ့ပါပြီသူတို့ဟာရော့ကီကိုပါခေါ်ပြီးချက်ချင်းထွက်လာခဲ့ကြပေမဲ့ရေယာနဲ့တူလူတွေကနောက်ကနေထက်ချက်မကွာလိုက်ပါလာပါတယ်ဒီလိုနဲ့လိုက်တန်းပြေးတန်းအမဲလိုက်ပွဲဟာနေစဲအထိရောက်ရှိသွားပါတယ်လော်ကီကတော့သူတို့လွတ်မြောက်မဲ့လမ်းကြောင်းကိုကာဝယ်ပေးဖို့အတွက်ဇေမော်တက်ပြီးတကားမပိတ်ခင်အထိတနက်နဲ့ဆက်တိုက်ပြစ်ခတ်ပေးနေခဲ့ပါတယ်ဒါပေမဲ့တကားလုံးမပိတ်ခင်လေးမှာပဲလော်ကီဟာအောက်ကရင်တစည်းထဲမှာကြံခဲ့တဲ့ဘုံတစ်လုံးကိုလက်မြင်လိုက်ရပြီးရေယာက၎င်းဘုံကိုချင်းချောင်းမှုဖြစ်တော့မှုအတွက်ဘုံနီးမှတွေရက်ပြီးခလုတ်ကင်ထားရပါတယ်သူတို့ကခလုတ်မနှိပ်ဖို့ပြောပေမဲ့ရေယာကနှိပ်ချပစ်လိုက်တဲ့ကြောင့်အဲ့ဒီဘုံဟာတစ်ချိန်လုံးသူ့ရဲ့ဘေးနားမှာရှိနေခဲ့တာပါဒါဟာဘဲမှတဲဆောင်တော့မဟုတ်ပဲအစာကနေကအကွက်စင်ထောင်ချောက်ဆင်ထားခဲ့တာဖြစ်ပါတယ်အခုပြစ်ဆုပ်ပဲအချိန်မှာတော့အာဇက်ကမီရှာကိုဒီเจ้าနဲ့အားလုံးပြပြခဲ့ပြီးတဲ့နောက်မှာမီရှာကတိကျတဲ့မိကုတ်တစ်ခုမေးပါတော့တယ်ဒီနေ့ရောက်ဟာဒီလောက်အစွမ်းထက်နေရင်ဘာဖြစ်လို့စစ်ခုံရုံးတင်ခံရပြီးထုတ်ပယ်ခံရရလဲဆိုတာပါပဲအာဇက်ကဒါဟာရှီလီယာရဲ့ဇလန်တပုတ်ဖြစ်ပြီးနောက်မှဆက်ပြပြမယ်အခုလောလောဆယ်မီရှာအနေနဲ့သူတို့နှစ်ယောက်လုံးကိုရှာဖွေရမယ်လို့ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စနောက်ွယ်ကလူတွေကိုတားဆီးနိုင်ဖို့လက်တွေ့ကြအခွင့်အရေးရှိတဲ့တူဦးတီတော်လူတွေဟာတူတူပဲဖြစ်နေလို့ပါ။လော်ကီဟာအခုချိန်မှာတော့မီဒီယာသမားတယောက်အနေနဲ့လုံးနေပါတယ်။သူဟာတအိမ်လုံးဟိုးအောင်တော့လောင်ကျွမ်းနေတဲ့အိမ်တွေကိုရောက်ရှိလာပြီးအပြင်ကလူအုပ်ကြီးကအတွင်းထဲဝင်ပြီးလူတယောက်ကိုကယ်ထုတ်ပေးဖို့ဝိုင်းအော်တောင်းဆိုနေကြပါတယ်။သူအတွင်းထဲကိုဝင်သွားပြီးအခန်းတိုင်းကိုလိုက်ရှာခဲ့ပါတယ်။နောက်ဆုံးတော့ကျောင်းတော်ကောင်ကိုပွေ့ရှိပြီးထွက်လာခဲ့တာကြောင့်သူလုံးဝသဘောမကျဖြစ်နေခဲ့ပါတယ်။မီရှာကသူ့ကိုဒီနေရာမှာပဲရှာတွေ့ပြီးအခြေအနေတွေကိုရှင်းပြပါတယ်။တိုင်းပြည်ကတော့အန်ဒီယာကြီးနဲ့ရင်ဆိုင်နေပါပြီ။မင်းဖို့ဆိုတာသူဟာအိန္ဒိယရဲ့ကာဝေးစနစ်အားလုံးကိုအတော်မဝင်အောင်လုပ်ပြနေတဲ့လက်နက်ကိုလူယူထားခဲ့ပြီးအဲဒီနောက်မှာအသေးစားစနစ်ကြတိုက်ခိုက်မှုတစ်ခုလုပ်လိုက်ရုံနဲ့တည်းတနိုင်ငံလုံးမြေပုံပေါ်ကပျောက်ပြတ်သွားနိုင်တယ်လို့ပြောပြပါတယ်။ဒါပေမဲ့ရော့ကီကတော့ညှင်းပယ်လိုက်ပါတယ်။သူတို့ကသူ့ကိုအမိုက်လို့လွတ်ပြစ်ခဲ့ကြတာပါစစ်တပ်ကအစင်ပြေတဲ့အချိန်မှာသူ့ကိုပြန်ခေါ်လို့မရဘူးလို့ဆိုပါတယ်မီရှာကလည်းရပါတယ်ဘာမှမဖြစ်ဘူးလို့ပြန်ပြောပြီးသူမခဏရှင်းပြခဲ့တဲ့အကျိုးဆက်တွေရဲ့အလေးနဲ့ကိုရော့ကီစဉ်းစားမိစေဖို့ခဏတိတ်ဆိတ်စွာဆောင်ရွက်လိုက်ပါတယ်အဲဒီခါကျမှရော့ကီကဖရက်ဒီကိုဗမာရဲ့လို့လမ်းမေးပါတော့တယ်ဒီမကဖရက်ဒီကိုလည်းလိုအပ်တယ်လို့ပြောတဲ့အခါမှာတော့ဖရက်ဒီကိုရှားတာဟာအခုမစ်ရှင်ထက်တော့ပိုပြီးခက်ခဲလိုက်ဦးမယ်လို့ရော့ကီကပြန်ပြောလိုက်ပါတော့တယ်ဖရက်ဒီကတော့ပြန်မလာပါဘူးမီရှာနဲ့ရော့ကီရောက်တဲ့အချိန်မှာဖရက်ဒီဟာရေနံတွင်းတူးစင်တာတစ်ခုမှာဆောက်လုပ်ရေးလုပ်ကန်နေပါတယ်မီရှာကသူတို့တိထားတဲ့အချက်လက်တွေကိုပြောပြပါတယ်အလူခံရတဲ့လက်နက်ဟာအိန္ဒိယရဲ့ကာဝေးစနစ်တစ်ခုလုံးကိုအတုံးမဝင်အောင်လုပ်ပြနိုင်ပြီးရန်သူဟာအဲ့လက်နက်ကိုယူပြီးအင်္ဂလန်ကိုထွက်ပြေးသွားခဲ့တာမို့သူတို့အမြန်လှုပ်ရှားဖို့လိုအပ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဖရက်ဒီကညှင်းပယ်လိုက်ပါတယ်သူဟာအတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုခွင့်မလွှတ်နိုင်သေးတယ်လို့ပြန်သွားဖို့လည်းစိတ်ဝင်စားပါဘူးလော်ကီကတော့သူတို့တူဖြတ်တန်းခဲ့တဲ့အန်ဒီရဲတွေဆုံးလွတ်ခဲ့ရတာတွေနဲ့ဓာတ်တွေရဲ့တန်မိုးတွေကိုထောက်ပြပြီးနေမျိုးစုံနဲ့စီယုံကြည့်ပါတယ်အချိန်ကြာကြီးနေနေဖို့အချိန်မရှိရကြောင်းမီရှာကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒီမနဲ့လော်ကီတို့ဟာဖရက်ဒီမပါပဲလန်ဒန်ကိုထွက်ခွာခဲ့ကြပါတော့တယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာ
အာဇက်ကမီရှာစီဖုံးဆက်ပြီးဒီမစ်ရှင်ဟာတရားဝင်တည်ရှိနေတာမဟုတ်ကြောင်းအတေချာတတိပေးပါရဲ့တကယ်လို့ရော့ကီကအဖမ်းခံရရင်တူပါလာတူပဲရှင်းရမှာပါအာဇက်ဖုံးချပြီးသူရုံးခန်းနဲ့ပြန်ဝင်လာတဲ့အခါမှာတော့တယ်လီဖုန်းဆွတ်ထားသူဟာရုံးခန်းထဲမှာကြိုတင်ရောက်ရှိနေတာကိုတွေ့လျက်ရပါတယ်လက်ခီးရဲ့နေရာမှာတော့သူတို့နှစ်ယောက်ဟာဒီကိစ္စတွေကိုဘလို့ကင်တွယ်မလဲဆိုရင်လည်းပတ်သက်ပြီးစကားပြောဆိုပူပေါင်းဆောင်ရွက်ကညီနေနေကြတာထင်ရှားပါတယ်ဒါပေမဲ့တယ်လီဖုန်းဆွတ်ထားသူကအာဇက်ရဲ့ပခုံးကိုတန်းတန်းပစ်ခတ်ပြီးထောက်ခွာတော့တာကြောင့်သူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုကလမ်းခွဲသွားရပါပြီဒိုးနဲ့ပူပေါင်းလာတဲ့တတိယမြောက်လူကတော့ပန်လို့ခေါ်တဲ့အင်ဂျင်နီယာကျောင်းလူတွေတောက်ဖြစ်ပြီးလော်ကီကတော့တူမအောင်မမြင်ချင်းမှာပဲအကြီးအကျယ်တန်တရားဝင်နေပါတယ်ဒီလောက်အဆင့်မြင့်တဲ့စွမ်းဆောင်ရည်မျိုးလိုအပ်တဲ့ mission တစ်ခုမှာဘာဖြစ်လို့တူမလိုအသက်အရွယ်မျိုးပါဝင်နေရလဲဆိုတာကိုလော်ကီဘလို့မှနားမလည်နိုင်ဖြစ်နေပါတယ်တူမကတော့လော်ကီသတိထားမိတော့အောင်ချက်ချင်းလက်ထိတစ်ချက်နဲ့တူမရဲ့ရက်တီချက်ကိုပြက်ပြက်တသားပြတ်တက်လိုက်ပါတယ်အဲဒီနောက်တူမကသူ့ကိုတူမရဲ့တခွဲခန်းစီခေါ်သွားပြီးအဲ့ဒီတခွဲခန်းဟာလော်ကီမျောလင့်ထားတဲ့လုံးဝကိုကွဲပြားနေပါတယ်တူမဟာတီထွင်လူတယောက်ပါတူမတီထွင်ဖန်တီးထားတဲ့အရာတွေဟာအလုံးမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အလုံးဖြစ်နေကြပါတယ်တူမဟာအစီအစဉ်ကိုရှင်းပြပါတယ်ခိုးယူခံရတဲ့လက်နက်ကိုမြေအောက်မှာတင်စီထားဖြစ်ပြီးအနီးကပ်ချင်းကပ်နိုင်မဲ့တူဦးဒီတော့လမ်းကြောင်းဟာမြေအောက်ရထားလက်စနစ်ကိုဖျက်တမ်းတော့ပဲဖြစ်ပါတယ်တူမကရော့ကီကိုမြေအောက်ရထားကို15စက္ကန့်ကြာရက်တန့်ပေးထားနိုင်တယ်လို့ပြောပါတယ်အဲဒီ15စက္ကန့်အတွင်းမှာပဲသူဟာလမ်းကြောင်းကိုဖျက်ကျော်ပြီးရှီမန်းချက်ကိုအောင်မြင်အောင်လှုပ်ဆောင်မှာပါတစ်စက္ကန့်လေးပဲနောက်ကျသွားရင်တော့မြေရထားကသူ့ကိုအဆုံးစင်တော့ပါလိမ့်မယ်အခြားတစ်ဖက်မှာတော့အာဇက်ဟာအချီနှောင်ခံရပြီးမီလဖိုးဆွတ်ထားသူကအခုချိန်ကစလို့ဘဒူးဘာလို့ဒီလက်နက်စီရောက်ရှိနေမှာမဟုတ်တယ်လို့စတင်နေပြီဖြစ်တဲ့လုပ်ငန်းစဉ်တွေကိုလည်းပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့သူ့ကိုစတိုက်ပြောနေပါတယ်စစ်စင်ရေးကိုတော့မြေရထားဘူတာယုံမှာတောင်းအောင်စလုံးနေရာယူထားပြီးစတင်လိုက်ပါရဲ့မီရှာဟာစောင့်ကြည့်ရဲ့အခန်းထဲကိုဝင်ရောက်ရှင်းနေပြီးပန်နဲ့ချိတ်ဆက်လိုက်ပါရဲ့ပန်ကတော့ထိန်ချုံမှုအမတ်စီရောက်ရှိသွားပြီးစက်ပစ္စည်းကိုတက်ဆင်လိုက်တဲ့အခါမြေရောက်ရထားရက်တန့်သွားပါတယ်ရော့ကီဟာရထားတန်လန်အောက်ကိုခုန်ဆင်းသွားပြီးအရှိန်ကုန်ပြေးထွက်ခဲ့ရာရထားရဲ့အရှိမျက်နှာစာနဲ့လက်မအနှဲငယ်အကွာလေးတွေတိတိလေးလွှင့်မြတ်သွားခဲ့ပါတယ်သူနဲ့ပန်တို့ဟာမြေရောက်ရထားလမ်းကြောင်းရဲ့အောက်တဲမှာရှိတဲ့ဥမေလိုင်အောင်စီကိုတူးရွှဝင်ရောက်ခဲ့ကြပါတယ်မီရှာကတော့အခြားလမ်းကြောင်းတစ်ခုကနေဒူမရဲ့ကားနဲ့ရောက်ရှိလာပြီးအပေါ်စီးကနေအတင်းဝင်တိုက်ကကားကိုဥမေလိုင်ကောင်လည်းအထိမောင်းလာခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒူမဟာ6လောက်တန်ရဟာတာကြောင့်အဲ့လောက်အဝေးကြီးထိလမ်းလျှောက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ရွေးချယ်မှုလို့ပါပဲကင်းဆောင်တွေကသူတို့ဝင်လာတဲ့နေရာကိုလိုက်ရှာနေကြလို့မှာပဲရော့ကီနဲ့ပန်တို့ကပြစ်ပင်ထင်းတဲ့နေရာတစ်ခုတည်းမှာဝုန်းကွယ်သွားကြပါတယ်ကင်းဆောင်တယောက်လူအုပ်ထဲကနေခွဲထွက်လာတဲ့အချိန်မှာတော့ရော့ကီစတင်လှုပ်ရှားပါတော့တယ်သူဟာအဲ့ကင်းဆောင်ကိုအတန်နဲ့ရှင်းလင်းပြီးလက်နက်ကိုလူယူကကျန်တဲ့လူတွေကိုပါစနစ်တကျတယောက်ပြီးတယောက်နေလိုက်ပါတယ်ပန်ကဒါကိုကြည့်ပြီးဘာမှမပြောဘဲနေနေတာဟာသူမအတွက်တော့တကယ်ကိုချီးကျူးလိုက်တာပါပဲအဲဒီအချိန်မှာပဲမျက်နှာဖုံးဆွထားသူကရုတ်တရက်ပေါ်လာခဲ့ပါတယ်သူတို့နှစ်ယောက်ကြားတိုက်ပွဲကိုကြည့်ရင်ဒီမျက်နှာဖုံးဆွထားသူဟာတာမန်လူတယောက်မဟုတ်တာသိတာနေပါတယ်သူဟာဘယ်လိုတိုက်ခိုက်မှုကိုမဆိုခံနိုင်ရှိပြီးဒဏ်ရာတွေလည်းချက်ချင်းပြန်ကောင်းတော့တတ်ပါတယ်နောက်ဆုံးမှာတော့ရော့ကီဟာရိုးရလက်နက်တွေကိုတုံးပြီးအတာစီးရဝါကပြင်းထန်တဲ့ထိုးချင်တဲ့အတူသူ့ကိုအောက်ကိုကန်ချလိုက်ပါတယ်သူပြုတ်ကျသွားတော့ကိုရော့ကီကြည့်လို့မှပဲမျက်နှာဖုံးဆွထားသူဟာပြန်မတ်တက်ရက်လာပါတယ်ဒီအချိန်မှာတော့သူကရော့ကီကိုတစ်ချက်တည်းတည်းပြင်းပြင်းထန်ထန်ပြန်ထိုးလိုက်တာကြောင့်ရော့ကီဟာတစ်ဖက်နိုင်ငံကိုအချိန်နဲ့လွတ်ဆင်တော့ပါတော့တယ်ဒါပေမဲ့ရော့ကီကသူ့စီပြန်ဦးတည်ပြီးဝင်တိုက်ပါတယ်ကင်းဆောင်တွေအားလုံးဝိုင်းအောင်လာပြီးရော့ကီကိုဖိနှိပ်ချုပ်ကန်ထားကြပါတယ်မစ်ရှင်တစ်ခုလုံးပြီးဆုံးတော့ပါပြီဇလန်ကဒီနေရာတွေလမ်းဆုံးသွားပြီလို့ထင်ရပေမဲ့ဥမိန်လန်ကတော့တစ်ဖက်ချမ်းကနေအတန်တန်ဟာဖြတ်ခန့်နဲ့ထွက်ပေါ်လာပါတယ်သူကတော့ဖရက်ဒီပါပဲသူကပခုံးပေါ်မှာရော့ကက်လောင်ချာကိုထမ်းထားပြီးသူ့ရဲ့အနေထားရဒီနေရာကိုဒီတိုင်းကြည့်နေဖို့တက်ရောက်လာမဟုတ်မှန်းသိတာပါပဲသူကတော့နေရာမရွေပဲနေနေမဲ့သူမှန်တယ်မြဒီရော့ကက်လောင်ချာကဘာလို့ဆိုလို့လဲဆိုတာစုဝေးနေတဲ့သူအားလုံးကိုပြက်ပြက်တသားတတိပေးလိုက်ပါတယ်သူဟာချက်ချင်းဝင်ရောက်လာပြီးကင်းဆောင်တွေကိုစတင်ချေမှုန်းมาတော့တယ်အနည်းဆုံးလူစီရဲ့လက်နက်ကိုလူယူပြီးကျန်တဲ့လူတွေကိုပါအပြက်ရှင်းပြလိုက်ပါတယ်ပြီးတော့ကျမ်းမြင့်မော်လဲနေတဲ့သူ့ရဲ့တွဲဘက်ကိုဆွဲထုတ်ပေးလိုက်ပါတယ်ပန်ကတော့ဒီလောက်ထင်ကြီးစရာကောင်းအောင်ပွဲကြမ်းပြလိုက်တဲ့လူမျိုးရှိလိမ့်မယ်လို့မယုံနိုင်အောင်ဖြစ်နေပြီးစကားမပြောတင်တော့တဲ့အချိန်ထိသူ့ကိုတွတ်လိုက်ပြောနေပါတော့တယ်သူကတော့သူမကိုလက်တိုက်ရှိရာကိုပဲလမ်းညွှန်ပြဖို့နဲ့အခြားအပိုစကားတွေမပြောဖို့ဖက်ပြောလိုက်ပါတယ်သူမလမ်းညွှန်ပြတဲ့အတိုင်းသူတို့ဆက်လက်ထွက်လာကြပါတယ်သူတို့ဟာစစ်သားအုပ်စုနဲ့ထပ်တိုးပြီးဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်ဒီလောက်အရေးကြီးတဲ့ mission မျိုးမှာရော့ကီကိုတယောက်တည်းပစ်ထားခဲ့ဖို့ဆိုတာသူ့အတွက်ဘယ်တော့မှထဲမတွေးခဲ့တဲ့ကိစ္စဖြစ်ကြောင်းဖရက်ဒီကသိစေလိုက်ပါတယ်အဲဒီအချိန်မှာပဲပောက်ကွဲမှုတစ်ခုကြောင့်သူတို့နှစ်ယောက်လုံးလေထဲကိုခဏတာလွှင့်စင်သွားခဲ့ကြပါတယ်သူတို့ပြန်ဆင်ပြေသွားချိန်မှာတော့မျက်နှာဖုံးဆုပ်ထားသူဟာတယောက်လာပြန်ပါပြီသူတို့နှစ်ယောက်လုံးသူ့ကိုဝိုင်းစော်ကြပါတယ်ရန်သူကထောင်တဘောကြနေပြီးတကယ်ဆွမ်းအစစ်ကိုထုတ်ပြလိုက်ရတစ်ချက်ထဲနဲ့တည်းသူတို့နှစ်ယောက်လုံးတပြိုင်နက်လေထဲကိုလွတ်ထွက်သွားပါတော့တယ်သူတို့ပြန်ထားရုံးကနေရချိန်မှာပဲမီရှာဟာအချိန်ကိုက်ကားနဲ့ရောက်ရှိလာပြီးရန်သူကိုအတင်းတိုက်ကနောက်ဆုတ်သွားအောင်လုပ်လိုက်ပါတယ်ဒါပေမဲ့ရန်သူက
အဲ့ဒီတန်ကနေလည်းပြန်ထလာခဲ့ပြန်ပါတယ်သူတို့ဟာလေမြန်နဲ့စစ်ဗျူဟာမြောက်ဆွန်ပချက်တစ်ခုကိုချလိုက်ပြီးမြေဖောဆွတ်ထားသူရဲ့လိုက်လံဖမ်းဆီးမှုကိုဖျက်တော့ဖို့အတွက်မိနစ်ချက်ကိုဖောက်ကလက်နက်တိုက်ဥမိလန်ကောင်းတဲ့ကိုဝင်ရောက်ကြပါတယ်ပန်ကလက်နက်တိုက်တကားကိုဖွင့်လိုက်ပြီးသူတို့အတွင်းထဲကိုရောက်ကြပါတယ်တကယ်တော့အဲ့လက်နက်ဆိုတာစစ်ပစ္စည်းမဟုတ်ပဲပရီယာလို့ခေါ်တဲ့မျိုးတပီတယောက်ဖြစ်နေပြီးရော့ကီကတူမကိုကောင်းကောင်းသိနေပါတယ်အလွန်လျှို့ဝှက်ဆံပြလက်နက်တစ်ခုဟာဘလို့ဖြစ်ပြီးအသက်ရှိတဲ့လူသားတယောက်ဖြစ်နေရတယ်ဆိုတာကိုရော့ကီဘလို့မှနားမလည်နိုင်ဖြစ်နေပါတယ်ပရီယာရှင်းပြပါတယ်ဂျန်နရယ်အာဆက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာခန့်ကအိန္ဒိယနိုင်ငံဟာအခွင့်ကောင်းရရင်ဝင်ရောက်တိုက်ခိုက်မဲ့အိန္ဒိယနိုင်ငံတွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရရဲဆိုတာကိုရိပ်မိနားလည်ခဲ့ပါတယ်ဒါကြောင့်သူဟာမြို့သားကဝေးစနစ်တစ်ခုကိုတည်ဆောက်ခဲ့ပြီး၎င်းစနစ်ကိုတင်စီဖို့အတွက်ဘလို့နည်းနဲ့မှဟတ်လို့မရမဲ့လုံခြုံစိတ်ချတဲ့နေရာတစ်ခုကိုလိုအပ်နေကြတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြင်ပကနေဘလို့နည်းနဲ့မှဟတ်လို့မရတဲ့တစ်ခုတည်းသောအရာဟာလူသားရဲ့အုံနောက်ဝယ်ဖြစ်လို့ပါပဲ။ဒါကြောင့်ကာဝေးစနစ်တစ်ခုလုံးရဲ့ဝင်ရောက်ခွင့်ကုတ်တွေကိုပရီယာရဲ့မှတ်ဉာဏ်ထဲမှာမြုပ်နှံထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ဖရက်ဒီကတော့ခွေးဆက်တွေကိုဆက်ဆက်မိသွားပြီးတစုံတစ်ယောက်ကတူမကိုလာဖမ်းတော့မယ်ဆိုတာကိုတိလို့ရွှေပြောင်းနေတော့မှပဲမင်းဖောဆွတ်ထားသူကတရားဝင်အချိန်စီဟာမတိုင်ခင်ရင်နှန်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။အခုရော့ကီစိတ်ဆိုးလို့ထွက်နေတာကဖရက်ဒီပေါ်မှာပါဖရက်ဒီဟာတစ်ချိန်လုံးစစ်တပ်ထောက်လှမ်းရေးနဲ့ရိုးဝက်ပူပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ရော့ကီကိုဒါရီဘာမှမပြောခဲ့တယ်လို့ဒီမစ်ရှင်မှာဖရက်ဒီလောက်ခဲ့တဲ့အရာအလုံးဟာပရီယာအတွက်ပဲဖြစ်ပြီးရော့ကီအတွက်လည်းမဟုတ်တယ်လို့တိုင်းပြည်အတွက်လည်းမဟုတ်ပါဘူး။ဒါနဲ့တကယ်လို့မျက်နှာဖုံးဆွထားသူဟာအဲ့ဒီကုတ်တွေကိုလိုချင်တာဆိုရင်ဘာဖြစ်လို့ပရီယာကိုချက်ချင်းမခေါ်တော့ပဲအဲ့ဒီလက်နဲ့တိုက်ထဲမှာထားခဲ့တာလဲဖရက်ဒီကဒါကိုတွေးတော့ဆင်ခြင်ရင်အဖြေကိုရှာတွေ့တော့ပါတယ်ဒါဟာသူတို့နှစ်ယောက်လုံးကိုဖမ်းဖို့တီးတန်းဆင်ထားတဲ့ထွန်တော်တစ်ခုပါပဲဒီလိုဖောဆွထားသူကသူတို့ဒီတဲကိုလက်လျှောက်ဝင်လာပြီးပိတ်မိတော့အောင်အကွက်ဆင်ခဲ့တာပါသူရဲ့စစ်သားတွေဟာအတွင်းထဲကကျန်တဲ့သူအားလုံးကိုရှင်းလင်းရင်ပရီယာကိုအရန်လမ်းကြောင်းကနေခေါ်ထုတ်တော့ဖို့ဝိုင်းအောင်ရောက်ရှိကြပါတယ်လူရောင်းနှစ်ယောက်ဟာဂျက်မြင့်ဘုံကနေပြန်ထားပြီးအပြင်ကိုရုံထွက်နိုင်မှုစတင်တိုက်ခိုက်ကြပါတော့တယ်သူတို့ဟာမော်တော်ဆိုင်ကယ်တွေကိုစီးပြီးရင်နှန်းနောက်ကိုလိုက်လံမောင်းနေကြပါတယ်ပန်ကတော့သူတို့ကိုပတ်မိုးပေးမဲ့ကားကိုမောင်းနေနေတာပါမီရှာကလက်နက်ကိုဆွဲကင်ပြီးဘေးထိုင်ကောင်ကနေပစ်ခတ်ရင်ပန်ကိုလမ်းကိုပဲအာယုံဆိုင်မောင်းဖို့လမ်းပြောပါတယ်ပန်ကမျက်နှာဖုံးဆွထားသူရဲ့ကားစီကိုရော့ကက်နဲ့ပစ်ခတ်ရတဲ့ကြောင့်ကားကအဆောက်အအုံကိုပွင့်ထွက်တော့ပါတယ်ရော့ကီကအကွာဝေးနီးကလာတာကိုမြင်လာတဲ့ကားပေါ်ကိုခုန်ကူးလိုက်ပြီးကားတွင်းထဲအထိအတင်းတိုးဝင်တိုက်ခိုက်ပါတော့တယ်သူတို့ကိုကူညီပေးနေတဲ့အဖွဲ့ကလည်းကင်းဆောင်တဲ့ကားမောင်းသမားကိုရှင်းပေးလိုက်ပါတယ်အခုကြံနေတာကတော့မျက်နှာဖုံးဆွထားသူကိုယ်ရမှာပဲသူဟာလမ်းကြောင်းတစ်ခုစလုံးကနေတပြိုင်နက်အပြင်းထန်တိုက်ခိုက်ခံနေရပေမဲ့သူ့အတွက်တော့ဘာမှမဟုတ်လို့ပါပဲအဲဒီအချိန်မှာဒုတိယမြောက်မျက်နှာဖုံးဆွထားသူတယောက်ဟာလေရင်ပေါ်ကနေကားပေါ်ကိုဆင်းတက်လာပါတယ်ဖရက်ဒီကသူ့ရဲ့မော်တော်ဆိုင်ကယ်နဲ့လေရင်ကိုဝင်တိုက်လိုက်ပြီးလေထဲမှာလည်းဆိုင်ကယ်ပေါ်ကနေခုန်ချကားဟောက်မိုးပေါ်ကိုဆင်းတက်ပြီးအဲ့ဒီဒုတိယလူကိုဓာတ်ရိုက်ရေးဆိုင်မှာတော့တယ်အခုချိန်မှာတော့သူတို့တယောက်ချင်းစီမှာကိုစီတိုက်ပွဲတွေတပြိုင်နက်တည်းဖြစ်ပွားနေပါတယ်ရော့ကီကသူ့ဘက်ကလူကိုအပြတ်ရှင်းလိုက်ပေမဲ့ဖရက်ဒီရဲ့တိုက်ပွဲကတော့ပိုပြီးအချိန်ကြာနေပါပဲမီရှာကဒုတိယမြောက်မျက်ဖုံးဆွတ်ထားသူလွတ်ဆန်သွားအောင်ကားကိုအနေထားတစ်ခုစီမောင်းနေလိုက်တာကြောင့်ရန်သူနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်ရန်သူရင်သားစီးဟာသူတို့ကိုဂျားပြပိတ်ဆို့လိုက်ပြီးလက်နက်ကင်ဆောင်ထားတဲ့လူတွေဟာသူတို့ကိုဖမ်းဆီးထိန်းသိမ်းလိုက်ကြပါတယ်ပန်ကတော့တူမမိခင်မှာပဲအဲ့ဒီနေရာလေးလွတ်မြောက်အောင်ပြေးနိုင်ခဲ့ပါတယ်အခုခါမှာတော့အခြားသူအားလုံးကိုအမိတ်ပေးစေခိုင်းနေတဲ့တတိယမြောက်မျက်နှာဖုံးဆွတ်ထားသူခေါင်းဆောင်ဟာအရှိကိုတက်လာခဲ့ပါတယ်သူကတူဘလူးလဲဆိုတာအခုထိရိပ်မိကြလေလားလို့လမ်းမေးပါတယ်သူတို့ဘယ်တော့မှစဉ်းစားလို့မရပါဘူးအဲဒီနောက်သူကမျက်နှာဖုံးကိုချွတ်လိုက်ပါတယ်သူ့နာမည်ကတော့ဂဗီပါသူကသူတို့တငယ်ချင်းအရင်ကြီးဖြစ်ခဲ့ဘူးပါတယ်သူနဲ့သူစစ်တပ်ထဲမှာအတူတူရှိဘူးခဲ့ပြီးပွဲတွေလည်းအတူတူဆင်နွှဲခဲ့ကြသူပါသူဟာသူတို့နှစ်ယောက်ကိုသူ့ရဲ့အလုပ်တွေနဲ့မိတ်ဆက်ပေးခဲ့ပြီးပြောကြအချိန်တွေမှာသူတို့နားမှာအမြဲရှိပေးနေတဲ့သူပဲဖြစ်ပါတော့တယ်ကဗီရဲ့နောက်မှာတော့သူ့ရဲ့နောက်လိုက်တွေကသူတို့ရဲ့မျက်နှာဖုံးတွေကိုချွတ်လိုက်ကြပါတယ်သူတို့ရဲ့ရုပ်ရည်တွေဟာဖရက်ဒီနဲ့ရော့ကီတို့နဲ့ဒုံရံနဲ့တူညီနေကြတာပါကဗီဟာသူအမြဲတမ်းဖန်တီးနေတဲ့အရာကိုသူတို့နှစ်ယောက်ကိုတုံပြီးတိစောက်ခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကကဗီဟာသူ့ရဲ့တိထွင်ဖန်တီးမှုကိုစစ်တပ်ဂျန်နရယ်စီတင်ပြခဲ့ပူပါတယ်နေဆက်မှာအိန္ဒိယစစ်တပ်ရဲ့ကြာဆုံးနေရတာဟာတိုင်းပြည်အတွက်ကြီးမားတဲ့ဝန်내ပူဆွေးမှုဖြစ်တာကြောင့်သူ့မှာဖြစ်ချင်းရတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ဖရက်ဒီနဲ့ရော့ကီတို့ကိုပုံစံတူနမူနာယူပြီးတကယ်စစ်သားတွေအတိုင်းလှုပ်ရှားနိုင်တဲ့စစ်ဘက်ဆိုင်ရာရိုဘော့တွေတိစောက်ဖို့ပါပဲတိုင်းနာနေတဲ့ချက်လက်တွေမှာငွေလူတွေနဲ့တထရရဲ့တူညီနေပြီးပုံမကောင်းမွန်တဲ့အလိုလျောက်တရားပြောက်ကင်းနိုင်စွာရှိကဘလို့ပုံကိုရေးဆိုင်ရာဝေဖန်ပိုက်ထားမှုတွေနဲ့တွေးဖီမှုတွေမှာမရှိပဲအမိန့်တွေကိုတိတိကျကျနာခံမှုတိစောက်ထားဖြစ်ပါတယ်ဘယ်သူမှတားဆီးလို့မရတယ်လို့အကျွင်းမဲ့လည်းနာခံကြပါတယ်ဒါပေမဲ့ general တွေကတော့စိတ်မလှုပ်ရှားခဲ့ပါဘူး
အဲ့ဒီနောက်ပိုင်းမှာအာဇက်ကရိုးရှင်းရှင်းပဲထောက်ပြခဲ့ပါတယ်စစ်သားတရားနဲ့တစ်ခုကိုခွဲခြားပေးတဲ့အရာဟာကိုချင်းစာတရားနဲ့အမားအမှန်တိစိတ်ပဲဖြစ်ပြီးဒီ robot တွေမှာအဲ့အမျိုးမရှိဘူးဆိုတာပါပဲအဲ့ဒါကြောင့်တစ္ဆာပေါက်တယောက်ကလာအဲ့ဒီ robot တွေကိုထိန်းချုပ်နိုင်သွားရင်စစ်တပ်တစ်ခုလုံးကိုပိုင်ဆိုင်သွားနိုင်ပါတယ်မဲခွဲဆုံးဖြတ်ချက်ကတော့တခဲနဲ့ညှင်းပယ်ခဲ့ကြပါတယ် Freddy နဲ့ Rocky ကိုယ်တိုင်တော့မှဒါကိုစန့်ကျင်မဲ့ပေးခဲ့ကြတာပါကပီးဟာဒီ project အတွက်15နှစ်တာအချိန်ပေးခဲ့ရဖြစ်ပါတယ်သူ့ရဲ့အရင်အဆုံးတကယ်ချင်းတွေကသူ့ကိုစန့်ကျင်ပြီးလက်မြောက်ခဲ့ကြတာပါသူဟာပြန်ပြေးလို့မရတဲ့အမားမျိုးမလုပ်မိခင်အခန်းထဲကနေထွက်ခွာသွားခဲ့ပြီးသူ့ရဲ့တခွဲကန်းကိုပြန်ကတိုင်းပြည်ကသူတိဆောက်ခဲ့တာကိုမလို့ကျွန်မတို့အိန္ဒိယကိုပြန်တိုက်ခိုက်မဲ့အခြားနိုင်ငံတွေကိုပဲရောင်းချပစ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါဟာသူတို့ညှင်းမဲ့ခဲ့တဲ့အရာဟာဘလောက်တန်မိုးရှိတယ်ဆိုတာကိုကြည့်လိုက်ကြမှာပါပရီယာကသူ့ရဲ့အစီအစဉ်တွေကိုဓာတ်ပုံရိုက်ပြီးအာဇက်စီပြပို့ခဲ့ကနေနောက်ဆက်တွဲဖြစ်ရအလုံးစတင်ခဲ့တာဖြစ်ပါတယ်စစ်တပ်ကကပီးကိုပထမဆုံးချိန်လာဖမ်းတော့ကသူရဲကောင်းတယောက်ဟာသူ့ကိုမိခဲ့ကြပေမဲ့အမိတ်အတိုင်းတရခွေတင်ဖို့ခေါ်မလာပဲအတေတက်ခဲ့ကြပါတယ်အာဇက်ကအဲ့ဒီကိစ္စကြောင့်သူတို့နှစ်ယောက်စလုံးကိုယာဒူကထုတ်ပယ်ခဲ့တာပါဖရက်ဒီကလည်းပရီယာနဲ့လမ်းခွဲခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုကိစ္စကြီးတစ်ခုဂျားမှခံနေတဲ့အချိန်မှာရှေ့ဆက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ခဲ့လို့ပါဒါပေမဲ့ဘယ်သူမှမသိခဲ့တဲ့အချက်ကတော့သူတို့တက်လိုက်တဲ့ကပီးဆိုတာ robot တစ်ခုပါသူ့ရဲ့ပထမဆုံးပုံစံတူနမူနာတက်တာဖြစ်နေတာပါပဲသူကတော့အခြားတနေရာကနေစောင့်ကြည့်နေကြတာပါကပီးအစ်စ်ဟာတစ်ချိန်လုံးအသက်ရှင်နေခဲ့ပြီးဖြစ်ပျက်ခဲ့တဲ့အကျိုးဆက်တွေကိုတုံးကရလက်တစ်ခုတည်းအတွက်ဥတီလှုပ်ဆောင်နေကြတာဖြစ်ပါတယ်အဲ့ဒါကတော့သူ့ကိုညှင်းပယ်ခဲ့တဲ့သူအားလုံးကို၎င်းတို့ရဲ့မျက်နှာတွေကိုပဲပြန်တုံးပြီးဂလာရှိဖို့ပါပဲသူဟာမူရင်းလူတွေကိုရှင်းလင်းပြီးတာနဲ့သူ့ရဲ့ Freddy နဲ့ Rocky ပုံစံတူ robot တွေကို၎င်းတို့နေရာမှာအစားထိုးနေရာယူခိုင်းမှဖြစ်ပါတယ်သူဟာသူတို့မတည့်ရနေတဲ့ဆင်းမင်းကိုမီးရှို့လိုက်ပြီးပရီယာကိုခေါ်ဆောင်သွားပါတယ်သူတို့နှစ်ယောက်လုံးဒီနေရာမှာတေဆုံးသွားရင်တိုင်းပြည်လည်းရှင်းတဲ့နေမှာမဟုတ်တော့ဘူးဆိုတာသူသိကြပါတယ်သူတို့ဟာအချီနှောင်တွေကိုရုံထွက်ပြီးအခန်းထဲကကင်းဆောင်အားလုံးကိုတယောက်ပြီးတယောက်ရှင်းပြလိုက်ကြပါတယ်ပန်ကသူမကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့လေကြောင်းတိုက်ခိုက်ရေးလက်နက်နဲ့ရောက်ရှိလာပြီးပတ်ပတ်လည်းဝင်းရံထားတဲ့ရန်သူရဲ့အားလုံးကိုဖျက်ဆီးချိန်မိုးပြလိုက်ပါတယ်သူမဟာသူတို့တော့အလုံးကိုကယ်ထုတ်သွားခဲ့ပါတယ်အားလုံးထင်ထားကြတယ်လို့သူမဟာဘယ်တော့မှဝင်တော့ဝင်ပြနေတာတခုမဟုတ်ခဲ့ပါဘူးသူတို့ဟာအာဇက်ရဲ့ဖြစ်ကြောင်းကုန်စင်အစီခံစာအပြည့်စုံကိုစစ်တေနာပရိအတစ်စီယူဆောင်ကြပါတယ်ကပီးကတော့သူ့ရဲ့အခိုင်အမာကာဝယ်ထားတဲ့တခွဲခန်းစီပြောင်းသွားပြီးအဲ့ဒီမှာခြားထားတဲ့စစ်သားတွေကိုရှင်းလင်းကဖရီယာရဲ့မှတ်ညံတွေကနေကာဝယ်ရေးကုတ်တွေကိုဓာတ်ရိုက်ထုတ်ယူဖို့လုပ်ငန်းစဉ်ကိုစတင်လိုက်ပါတော့တယ်တကယ်လို့တူတာအဲ့ဒီကုတ်တွေကိုရသွားရင်တော့အိန္ဒိယရဲ့ကာဝယ်ရေးကွန်ရက်တစ်ခုလုံးဟာသူ့ရဲ့လက်အောက်ကိုလုံးဝကြောက်တော့မှာဖြစ်ပါတယ်စစ်တင်နာပရိအတစ်ဟာ Freddy နဲ့ Rocky တို့ကိုယာရုပြန်ခတ်အပ်လိုက်ပြီးဘယ်သူမှမတားဆီးနိုင်တဲ့ဒီဘေးအန္တရာယ်ကိုတွားရောက်တားဆီးဖို့ဆင်လွှတ်လိုက်ပါတော့တယ်သူတို့ဟာဒုံးကျည်ပစ်ခတ်မှုတွေကြားထဲကနေအဲ့ဒီအဆောက်အုံစီရောက်ရှိလာခဲ့ကြပါတယ် Freddy ကလေရင်ကိုဒုံးပစ်စင်ပေါ်တက်တဲ့အရှိန်နဲ့ဆင်းတက်လိုက်ပြီး Rocky ကတော့ချက်ချင်းဆိုလိုစတင်တိုက်ခိုက်ပါတော့တယ်မီရှာနဲ့ပန်တို့ကလည်းအပြင်ဘက်အနားတက်ကနေပူပေါင်းတိုက်ခိုက်ကြပါတယ်ကပီးကတော့စကဝက်ကိုဟတ်လုံနိုင်ကြပါပြီးသူတယောက်တည်းပဲတိမဲ့အရာတစ်ခုအနေနဲ့စကဝက်ကိုပြောင်းလဲကအခြားသူအလုံးကိုဝင်ခွင့်ပိတ်လိုက်ပါတော့တယ်အပြင်ဘက်မှာတော့တူရဲကောင်းတွေဟာကြံရှိနေတဲ့စစ်သားတွေကိုတိုက်ခိုက်နေတော့မှပဲ၎င်းတို့ရဲ့ robot ပုံစံတူတွေရောက်ရှိလာကြပါတယ်ဒီ robot တွေဟာတာမန်ညံဖြစ်တဲ့ပုံစံတူတွေမဟုတ်ကြပါဘူးFreddy နဲ့ Rocky တို့လိုပဲတူညီတဲ့ရုပ်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်တွေရှိကြတဲ့အပြင်ဘလို့တိုက်ခိုက်မှုကိုမဆိုခန္ဓာရည်ရှိပြီးချက်ချင်းပြန်ကောင်းလာနိုင်တဲ့စွမ်းရည်လည်းရှိကြပါတယ်။ robot တစ်ခုချင်းစီကိုမူရင်းလူတွေရဲ့ပုံစံတိုင်းဒီဇိုင်းထုတ်ထားတာဖြစ်လို့မူရင်းလူတွေဘာမှမလုပ်ခင်ပါလေမူရင်းလူတွေရဲ့လှုပ်ရှားမှုမှန်တယ်များကို robot တွေကကြိုတင်သိနေကြပါတယ်။ဒါကိုတုံ့ပြန်မှုကတော့ရိုးရှင်းပြီးခဏတာတွေးတောဆင်ခြင်လိုက်အောင်ပါပဲ။အဲ့ဒါကတော့ပြိုင်ပဲချင်းလဲလိုက်ကြပါပဲ။ Freddy က Rocky ရဲ့ robot ကိုပြောင်းလိုက်ပြီး Rocky က Freddy ရဲ့ robot ကိုပြောင်းလိုက်တဲ့အခါမှာတော့ robot တွေရဲ့ကြိုတင်တွက်ချက်ထားတဲ့ program အတားဆီးရမှုဟာပျောက်ကွယ်သွားပြီးသူတို့ဟာ robot တွေကိုထိရောက်အောင်တိုက်ခိုက်သွားနိုင်ပါတော့တယ်။၎င်းတို့ကိုရှင်းလင်းတဲ့နည်းလမ်းကတော့မြင့်မားတဲ့ဖိအားပေးထိချုံမှုစနစ်ကိုတုံးတော့ပါပဲ။သူတို့ဟာ robot တွေကိုရင်တစည်းပေါ်တင်လိုက်ပြီးအဆောက်အုံအတွင်းမှာရှိတဲ့ဖိအားအလွန်မြင့်မားတဲ့စုံတွေကိုဓာတ်ရိုက်မောင်းနေထည့်လိုက်ကြပါတယ်။ပေါက်ဝဲမှုကြီးဖြစ်ပွားပြီးတဲ့နောက်မှာတော့အဲ့ဒီပြဿနာဟာပြေသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲကပီးကတော့အာဖဂန်နစ္စတန်ပါကစ္စတန်နဲ့တရုတ်နိုင်ငံတို့ကိုတပြိုင်နက်တည်းဥတီပစ်ခတ်မဲ့ဒုံးကြီးတွေကိုစတင်ပြစ်လွှတ်လိုက်ပြီးဖြစ်ပါတယ်။အိန္ဒိယကိုအလဲဘဟိုမှာထားပြီးစစ်ပွဲအမြောက်အများကိုတပြိုင်တည်းဖြစ်ပွားအောင်လှုံ့ဆော်လိုက်တာပါ။ဒါဟာတိုင်းပြည်ကိုလုံးဝပျက်စီးသွားစေမှာဖြစ်ပါတယ်။သူတို့လာရပြီဆိုတာကိုကဗီတီတာကြောင့်သူတို့မြောက်လာခင်မှာပဲသူ့ရဲ့ကိုယ်ပိုင်စနစ်တွေကိုအမြင့်ဆုံးအဆင့်ထိမြင့်နေလိုက်ပါတော့တယ်။အဆောက်အုံထဲမှာတော့ဖောက်ခွဲရေးပစ္စည်းတွေကိုကြိုတင်တက်ဆင်ထားပြီးသားပါ။သူတို့အတွင်းထဲကိုဝင်လာတဲ့ကဗီကအတွင်းမှာအဆောက်အုံဒီဆောက်ပုံကိုသူတို့ပေါ်ပြိုကျအောင်လုပ်လိုက်ပါတယ်။အဲဒီနောက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကတော့အရင်ကတိုက်ပွဲတွေနဲ့လုံးဝကွဲပြားခြားလာပါတယ်။ကပီးဟာရိုးရိုးတာမန်ထိုးနှင်းချက်တွေကိုမတုံးပါဘူး။သူကဒီတိုင်းပဲထိုးနှင်းလိုက်တာဖြစ်ပေမဲ့အင်အားကတော့အစမတန်ပြင်းထန်လို့လာပါတယ်။အချိန်ကြာကြီးအပြန်အလှန်ပြင်းထန်တိုက်ခိုက်ပြီးနောက်မှာတော့သူတို့နှစ်ယောက်လုံးပူပေါင်းပြီးသူ့ကို
အောက်ကိုဖိနှိပ်ချုပ်ကန်နိုင်ခဲ့ကြပါတယ်ဖရက်ဒီကတုခနာကိုတွေကိုလမ်းနဲ့ထိုးဆိုင်ပြီးစတေးပေးလိုက်ပါတော့တယ်ဒုံးကြီးတွေကတော့လေယူတွေကိုရောက်ရှိနေပြီဖြစ်ပါတယ်စကဝက်ကိုနှစ်ကြိမ်တိုင်းတိုင်းမာယုံစွာခံမှန်းပြီးတဲ့နောက်ဆုံးတစ်ကြိမ်ပဲကြိုးစားခွင့်ကြံပါတော့တယ်နောက်ထပ်တစ်ကြိမ်သာမာယုံတွားရင်တော့အားလုံးပြီးဆုံးတော့မှာပါပန်ကတူမစဉ်းစားမိသွားတဲ့အရာကိုလမ်းပြောပါတယ်ကဗီကအခုဖြစ်ပျက်နေတဲ့အရာအလုံးပါဝင်အရာတိုင်းကိုသူ့ရဲ့ပထမဆုံးဖန်တီးမှုပထမဆုံးရိုဘောနဲ့တိစောက်ခဲ့တာဖြစ်ပြီးအဲ့ဒီရိုဘောရဲ့နာမည်ကအခုစကားဝဲရဲ့အဖြစ်ပဲဖြစ်ပါတယ်ဖရက်ဒီကပရီယာကိုဘေးကရစီအရင်ခေါ်ထုတ်ပေးပြီးတော့ရော်ကီက၎င်းနာမည်ကိုရိုက်ခဲ့လိုက်ပါတယ်အဲဒီနောက်မှာတော့ကာဝဲတိုင်းစတင်တက်ဝင်လာပြီးဒုံးကီတိုင်းဟာနေဆက်ကိုမဖြတ်ကျော်ခင်မှာရက်တက်တော့ပါတော့တယ်ဖရက်ဒီကပရီယာကိုဘေးကရစီအရင်ခေါ်ထုတ်ပေးခဲ့ပြီးအဲဒီနောက်ရော်ကီကိုကယ်ဖို့နောက်ပြန်လာခဲ့ပါတယ်သူကရော်ကီကိုဒါကိုအထင်မကြီးနဲ့အောင်ငါမေကိုကယ်ဖို့ပြန်လာတာအခြားအကြောင်းကြောင့်မဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူတို့ဟာအဆောက်အအုံတစ်ခုလုံးလုံးဝပြိုကျမပြတ်စည်းခင်မှာပဲဓာတ်ခွဲခန်းထဲကနေအပြင်ကိုအမီရုံထွက်နိုင်ခဲ့ပါတယ်အများလိုပဲဒီအချိန်မစ်ရှင်မှာလည်းသူတို့နှစ်ယောက်လုံးအသက်ရှင်နေရတဲ့ပဲပြီးဆုံးသွားခဲ့ပါတော့တယ်အိန္ဒိယကြီးဘေးကင်းလုံခြုံသွားခဲ့ပြီးနောက်မှာတော့ဇလန်ကဒီနေရာမှာဒီပဲပြီးဆုံးသွားရပါပြီအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိကြောင်းနဲ့နောက်ထပ်ဗီဒီယိုတွေထပ်ကြည့်နိုင်မှုကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ဝေယံပါ